ကဘာဂင်းနဲ့စံချိန်တင်ကြောက်တရားမရှိဆုံးတော်ဝါတွေကဟာနီပဲကြတော်ရင်လောကမှာအကောင်ကြီးတိုင်းမမိုက်တယ်လို့အကောင်သေးတိုင်းလည်းမညံ့ပါဘူးအခုမိတ်ဆွေတို့မြင်နေရတဲ့ဒီအကောင်သေးသေးလေးကတော်ပြီးချင်းတဲ့ကိုတောင်ပြန်စောဖို့ဝန်မလေးတဲ့ကဘာအကြောက်တရားအကင်းဆုံးဟာနီပဲကြပါပဲဒီနေ့သူနဲ့ဒိုးနေတာကတော့အစိပ်ပြင်းမွေဟောက်တကောင်ပါကြည့်လိုက်ပါမွေကဟာနီပဲကြရဲ့အားနေချက်ဖြစ်တဲ့ဦးခေါင်းကိုပဲတောက်လျှောက်ပြစ်မှတ်ထားနေလားဒါမှန်တရိဆန်တကောင်ဆိုရင်နော်ဒီလောက်ပြင်းတဲ့အစိပ်ပမာဏရှိမှာအသက်လူပြီးထွက်ပြေးရမှာအမှန်ပါပဲဒါပေမဲ့ဟန်နီပဲကြကတော့ပိုပြီးစိတ်ကြွလာပုံရတယ်သူကရန်သူကိုကြောက်ရွံ့ဖို့ထက်ဘလို့အပြတ်ရှင်းမလဲဆိုတာကိုပဲစဉ်းစားနေတဲ့စစ်သေးတော်တယောက်လိုပါပဲရန်သူကပြန်တိုက်လေသူကပိုပြီးတိုးလာလေပဲတစ်ဖက်ကမွေကတော့အခြေအနေမဟန်တော့တာတိလူထွက်ပြေးဖို့စ조사နေပါပြီဒါပေမဲ့ကန်ဆိုးသွားတာကဟန်နီပဲကြရဲ့နေမြေထဲရောက်သွားပြီဆိုရင်လွတ်လန်းမရှိတော့တာပါပဲသူ့ရဲ့ထူတဲ့အရေးပြားနဲ့အစိတ်တန်ခန်းနိုင်တဲ့ခန္ဓာကိုယ်ကြောင့်မွေရဲ့ကိုက်ခိုက်မှုတွေကသူ့အတွက်တော့ချင်းကိုက်တာလောက်ပဲရှိတာပါဒီမှာကြည့်လိုက်ပါတကွတ်ထဲညအပြတ်ပဲဟာနီပဲချာကမွေရဲ့မေးရောင်းကိုလွှဲပိတ်ပြီးချုပ်လိုက်ပြီးဆိုရင်ဒါဟာမွေရဲ့နောက်ဆုံးထွက်တတ်ပါပဲဘလောက်ပဲအစိတ်ပြင်းပါစေသူ့ရဲ့မြေးရောင်းအောင်မှတော့အားလုံးဟာညစာအဖြစ်ပြောင်းလဲသွားရတာကြီးပါပဲဒီလောက်ဇွဲကြီးပြီးမိုက်တဲ့ကောင်မျိုးမိတ်ဆွေတို့ရောတွေ့ဘူးလားနောက်ထပ်ဒီလိုတောရိုင်းတရီဆန်တိုက်ပွဲတွေကြီးချင်ရင်တော့အကောင့်လေးကိုဖော်လို့လုပ်ထားဖို့မမိတ်နေအောင်နော်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်